Hello, hello. Alongo mingla ba bia. Chonoro English speaking lela do me soro. Bada takugo malela kema. Eri bada ye. Muye achango nanele chonoro. Tiyama pibare. No? Dine gabama. English bada sagaga. International bada saga apye lure taunera. Ba achang le. Achanga ba jang le soye. Ayan luelo so le mamabu no ba chonoro second language go teno me so no luero mluebu da be me le degedan tacha bada takhu go lela do me so english bada saga ga alue song da go chono ye pyo ye de ba jaung le so english saga ma akhu myin nere dat pon ponsan aya di athe ma be chonoro akolonအကျုံးဝင်ပါတယ်ကျွန်တော်တို့ B ဆိုရင်လည်း26လုံးပဲရှိတယ် The English alphabet has 26 letter နော် B ဆိုရင်လည်း26လုံးပဲရှိတယ်အဲ့ဒီ26လုံးထဲကနေပဲကျွန်တော်တို့ကတရပြန်5လုံးယူလိုက်တယ်တရကိုလည်းတတ်လေးလာစရာမလိုအဲ့ဒီ B 26လုံး ABCD တက်လိုက်တာနဲ့အဲ့ဒါမှရေးချတယ်လုံးကြီးတင်တယ်စံခါတယ်ဒါဒီအင်္ဂလိပ်မှာမရှိဘူးဒီတရအဖြစ်ဆိုရင်ဒီ9လုံးကိုရှိတယ်ဘီနဲ့တရနဲ့ပေါင်းလို့နော်ဝဟာရဆိုတဲ့စကလုံးတစ်လုံးဖြစ်လာတယ်နော်စကလုံးတစ်ခုဖြစ်ဖို့ဆိုရင်ဒီဘီနဲ့တရတွဲရတယ်ဘယ်စကလုံးပဲဖြစ်ဖြစ်တရမပါရင်နော်ဒီတရဆိုတဲ့ AEIOU ဆိုတဲ့တရ9လုံးထဲမှာတစ်လုံးလုံးမပါရင်အဲ့ဒီစကလုံးကစကလုံးမဖြစ်ဘူးဒါအင်္ဂလိပ်စကားရဲ့မူနော်အင်္ဂလိပ်ဘာသာမှာဒါမူတစ်ခုပဲဘီနဲ့တရာပေါင်းတယ်ဒါပေမဲ့တရာကလည်းအဲ့ဒီဘီထဲက9လုံးကိုပဲယူတာတခါလိန်ကြတော့ဝိုင်းတစ်လုံးကတရာအဖြစ်သုံးတာလည်းရှိတယ်အဲ့ဒီကျွန်တော်တို့ကဘီနဲ့တရာကိုတီးသွားပြီဆိုတော့နောက်ကျွန်တော်တို့ဒုတိယသိရမှာကဝစင်က8ပါးဆိုတဲ့8 part of speech နော်အဲ့ဒီ8ခုကိုကျွန်တော်တို့တီးသွားပြီဆိုရင်ရပြီနော်ကျွန်တော်တို့စာပြီးမှဘာသာစကားလေ့လာတော့မယ်ဆိုဒီစနစ်အတိုင်းသွားလို့ရပြီကဲနောက်ဗီဒီယိုတွေမှာကျွန်တော်တို့ကဒီ8 part of speech ကိုအခြေခံထားပြီးမှသင်ယူတော့မယ်ဆိုတော့ကျွန်တော်ရဲ့ဒီ YouTube channel ကိုပဲဖြစ်ဖြစ် Facebook account ကိုပဲဖြစ်ဖြစ် like subscribe comment လုပ်ဖို့တော့မမေ့နဲ့ပေါ့နော်ကဲဒုတိယဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ကဲဒီလိုမျိုးဗီဒီယိုတွေနောက်ထပ်ကြည့်နိုင်ဖို့အတွက်ကျွန်တော်ကိုအားပေးတဲ့အနေနဲ့ကျွန်တော်အကောင့်ကို subscribe လေးနှိပ်ပေးပါဗျာနှိပ်လိုက်ပိတ်စမကုန်ဘူး